အတူနေပြီးသွားမှာပေါ့နော်ယောက်ျားလေးဘက်ကတော့အချိုးမပြောင်းပဲနဲ့ main လေးဘက်ကပြောင်းသွားတယ်အချိုးတွေပြောင်းသွားတဲ့အပြင်ကိုနောက်လူတစ်ယောက်နဲ့ပါဖောက်ပြန်နေဆိုတာဒီကိစ္စကြီးကတအားကြီးကိုရှုပ်ထွေးသွားပြီဆိုတော့အဓိကကကိုကရွေးချယ်လိုက်တဲ့ main ကလေးကဒါယောက်ျားလေးဘက်ကနေဒီအခုမေးတဲ့ယောက်ျားလေးဘက်ကနေနေပြီးတော့ဖြေရမယ်ဆိုကိုရွေးချယ်လိုက်တဲ့ main ကလေးကပေါ့ပြက် main ကလေးဖြစ်နေတာသူ့ကိုတူတန်ဖိုးမထားတဲ့ main ကလေးဖြစ်နေတာအတွက်ကြောင့်မို့လို့ဒီလိုကိစ္စကြီးကိုထမင်းစားရေတောက်လို့ကျူးလွန်နိုင်တာပေါ့နော်ဆိုတော့ main ကလေးတွေတော်တော်များများလည်းဒီ kitchen မှာအများကြီးပျက်စီးနေကြတယ်အတက်ငယ်ငယ်လေးဆိုပိုဆိုးတွေရဲ့ပေါ့နော်အရင်ခင်းနဲ့လုံးဝမတူတော့ဘူးဆိုတော့ပြောချင်တာကကိုတန်ဖိုးမထားတဲ့ main ကလေးတစ်ယောက်ကိုကတန်ဆွဲပြီးတော့အပြစ်လက်တင်မနေနဲ့တော့ထားလိုက်တော့ဒီလို main ကလေးမျိုးနဲ့ကိုတွေ့ခဲ့တယ်ပေါ့ဒါကိုရွေးချယ်မှုမှာသွားတာလေမတတ်နိုင်ပါလဲဟုတ်တယ်မလားသူတို့ရဲ့ခန္ဓာကိုထမင်းစားရေတောက်လို့ပဲသဘောထားနေတဲ့ပေါ့ပြက်နိုင်တဲ့ main ကလေးတွေကိုဘာလုပ်မှာလဲဟုတ်တယ်မလားဆိုတော့အဲ့လို main ကလေးမျိုးကကိုနဲ့မှမဟုတ်ဘူးအခုဖောက်ပြန်တဲ့နောက်တစ်ယောက်နဲ့မှမဟုတ်နောက်တစ်ယောက်ဆိုတော့လည်းအများကြီးရှိလာမှာသူတို့ကလွယ်လေးပဲတွေးတာလေဟုတ်တယ်မလားအဲ့လို main ကလေးတလိုင်းတက်ရှိရနော်ဆိုတော့ကိုကအဲ့လိုလူနဲ့သွားပြီးတော့မှားပြီးတော့စုံခဲ့တာအဲ့လိုလူနဲ့သွားပြီးတော့တွေးခဲ့လို့ကိုယ့်ရဲ့ဝေကျွေးပါလာတယ်လို့ပဲသဘောထားလိုက်ဆက်ပြီးချစ်နေရင်တော့လေကိုကြိုတက်ခံရတာပဲဖတ်တင်မယ်ဟုတ်ပြီလားဒါကြောင့်မလို့ပေါ့နော်ပြောချင်တာကကိုယ့်ရဲ့ဘဝကိုတချို့ယောက်ျားလေးတွေအရန်အချစ်ကြီးတယ်အချစ်ကြီးတော့အဲ့လို main ကလေးတွေကိုသွားပြီးတော့ဘယ်လိုပြောမလဲအရန်တချို့ယောက်ျားလေးတွေအချစ်ကြီးရလေဆိုတော့အဲ့လို main ကလေးတွေကိုအရန်ကိုချစ်ပါတယ်ဆိုပြီးကြိုတက်ပြီးစောင့်နေတယ်လို့လည်းရှိတယ်အဲ့လိုမစောင့်ပါနဲ့ကိုနဲ့တန်ရကိုယ့်ရဲ့အချစ်နဲ့ထိုက်တန်တဲ့ main ကလေးတွေကိုပဲရွေးချယ်ပါလို့ပြောချင်ပါတယ်